မြောက်ကိုရီးယားနိုင်ငံထက်10ဆလောက်ပူဆိုတဲ့လူတော်မဖြစ်တဲ့နေရာအီထရီးယားနိုင်ငံမင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးရေကမ္ဘာပေါ်မှာအဆိုးဆုံးနိုင်ငံလို့ပြောတဲ့အခါမှာကျွန်တော်တို့ကမြောက်ကိုရီးယားကိုပြေးမြင်မှာပါဒါပေမဲ့အင်တာနက်လည်းသုံးခွင့်မရှိလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်းမရှိတဲ့အပြင်တသက်လုံးစစ်မှုထမ်းရမယ်လို့တင်းကျပ်ထားတဲ့နိုင်ငံတစ်ခုရှိပါတယ်အဲ့ဒါကတော့မြောက်ကိုရီးယားထက်ပူဆိုတဲ့အာဖရိကဥကြိုဒေသကအီထရီးယားနိုင်ငံမှာပြင်ပကမ္ဘာနဲ့လုံးဝအဆက်အသွယ်ဖြတ်တောက်ထားပြီးကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်အဆိုးဆုံးစီးရင်မှာမြောက်ကိုရီးယားကိုတော့ကြော်တက်ပြီးတော့ထိတ်ဆုံးကပြေးနေတဲ့နိုင်ငံဖြစ်ပါတယ်ဒီအမောင်ဖုံးနိုင်ငံကြီးရဲ့အကြောင်းကိုအခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်ပါအီထရီးယားနိုင်ငံရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့အကန့်အသတ်မရှိတဲ့တသက်တာစစ်မှုထမ်းစနစ်ဖြစ်ပါတယ်အသက်16နှစ်ပြည့်တာနဲ့အမျိုးသားရောအမျိုးသမီးပါစစ်မှုထမ်းရပြီးအဲ့ဒီစစ်မှုထမ်းသက်တမ်းဟာဘယ်တော့ကုန်ဆုံးမယ်ဆိုတာဘယ်သူမှမသိရပါဘူးဆယ်စုနှစ်နဲ့ချီပြီးတော့စစ်တပ်ထဲမှာကျွန်တရားလိုခိုင်းစေခံရတာကြောင့်လူငယ်တော်များများဟာနိုင်ငံကနေအသက်ဆွပြီးထွက်ခွာပြေးဖို့အတွက်ကြိုးစားကြပါတယ်။ဒါကြောင့်လေဒီနိုင်ငံကိုနေရန်မရှိတဲ့အကျဉ်းထောင်ကြီးလို့လူအခွင့်အရေးအဖွဲ့တွေကတင်စားကြတာပါ။နိုင်ငံရေးရကြည့်မယ်ဆိုရင်လည်းပဲဒီအီရီထရီးယားနိုင်ငံဟာ1993ခုနှစ်ကလွတ်လပ်ရေးရကလေးကသမ္မတအီဆိုင်ယက်စ်အာဖီဝါကီကတဦးတည်းပဲအုပ်ချုပ်နေတာဖြစ်ပါတယ်။ဒီနေရာဟာသူ့လက်ထက်ဘယ်တော့မှရွေးကောက်ပွဲကျင်းပခြင်းမရှိတော့သလိုအတိုက်ခံနိုင်ငံရေးပါတီလည်းလုံးဝမရှိပါဘူးရှိလာရင်လည်းအပြတ်ရှင်းတာဖြစ်ပါတယ်ဖွဲ့စည်းကောင်ခြေခံဥပဒေဆိုတာကလည်းအစာအုပ်ထဲမှာရှိတာဖြစ်ပြီးလက်တွေမှာတော့သမ္မတရဲ့အမိန့်ဟာနိုင်ငံတော်ရဲ့စီမင်းပါပဲအစိုးရဝေဖန်တဲ့သူမှန်သမျှဘယ်သူမှမသိတဲ့မြေအောက်အကျဉ်းထောင်ကြီးတွေထဲမှာနှစ်ပေါင်းများစွာနေထိုင်ပြီးပျောက်ကွယ်သွားကြရပါတယ်လူအခွင့်အရေးချိုးဖောက်ခံရတာကဒါပဲလားလို့မထင်ပါနဲ့အောင်ဤပညာနဲ့စက်သွယ်ရေးပိုင်းမှာလည်းဒီနိုင်ငံဟာကမ္ဘာနောက်ဆုံးစီးရင်ထဲမှာပါဝင်ပါတယ်အင်တာနက်အသုံးပြုခွင့်ဟာဒီနိုင်ငံလူဦးရေရဲ့1%လောက်မှာပဲရှိပြီးအဲ့ဒီအင်တာနက်ဟာလည်းအလွန်နှေးကွေးသလိုအစိုးရရဲ့တင်းကျပ်တဲ့စောင့်ကြည့်မှုကိုလည်းခံနေရတာပါကိုယ်ပိုင်သတင်းဌာနဆိုတာလည်းမရှိပဲအစိုးရပိုင်ရုပ်သံလိုင်းတစ်ခုတည်းကိုပဲကြည့်ရှုခွင့်ရှိပါတယ်ပြင်ပကမ္ဘာကသတင်းတွေကိုသိခွင့်မရှိအောင်ပိတ်ဆို့ထားတာကြောင့်မလို့ပြည်သူတွေဟာကမ္ဘာကြီးထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုဝေဝေဝါးဝါနဲ့ရှင်းသန်နေထိုင်ကြရပါတယ်စီးပွားရေးအရလည်းဒီအီရီထရီးယားနိုင်ငံကကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲမှာပါနေပြန်တာပါပဲဒီနိုင်ငံရဲ့အဓိကလုံအားစုတွေဟာစစ်တပ်ထဲမှာပဲအရှိန်ကုန်နေရတာကြောင့်မလို့စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုတွေကလည်းပဲတိတိတတ်တာကိုကြာဆင်းလို့နေပါတယ်လူဦးရေအများစုဟာငတ်မှုခေါင်းပါမှုတန်းကိုခံနေရပြီးအစိုးရကတော့ရရှိသမျှဘတ်ဂျက်တွေကိုစစ်ရင်အားတိုးချဲ့ဖို့အတွက်ပဲအသုံးပြုနေကြတာပါဒီလိုဆိုရတဲ့အခြေအနေတွေကြောင့်မလို့နှစ်စဉ်ထောင်ထဲချီတဲ့ပြည်သူတွေကဥရောပနိုင်ငံတွေစီကိုလှေငယ်လေးတွေနဲ့အန်ရီတွေကြားတွေကနေထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်နောက်ထပ်ထူးခြားချက်ကတော့မြို့တော်အက်စမာရာဟာ UNESCO ကမ္ဘာ့အမွေအနှစ်စီးရင်ဝင်မြို့တစ်မြို့ဖြစ်နေတာပါပဲအီတလီကိုလိုနီလက်ထက်မှာရှိစဉ်တုန်းကတည်ဆောက်ခဲ့တဲ့ခေတ်မီဘီတုကလက်ရာတွေကြောင့်အဲဒီမြို့ငယ်လေးကိုအာဖရိကရဲ့ရောမမြို့ငယ်လေးလို့လည်းခေါ်ဝေါ်ကြတာဖြစ်ပါတယ်လှပတဲ့အဆောက်အုံတွေရှိပေမဲ့အဲဒီနောက်ကွယ်မှာတော့လူသားတွေရဲ့ငိုကြွေးသံတွေဖိနှိပ်မှုတွေနဲ့ဖုံးလွှမ်းနေတဲ့နေရာပါအီရီထရီးယားဟာကမ္ဘာလေခီးသွားတွေသွားလာဖို့အခက်အခဲဆုံးနဲ့လျှို့ဝှက်ချက်အများဆုံးနိုင်ငံတစ်ခုအဖြစ်တည်ရှိနေစေပါပြီ